အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ဗီဒီယိုလေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေကြားမှာအမြဲလိုလိုညင်းခုန်နေကြတဲ့တည်ကျင်နေကြတဲ့ကိုစောင်းနှက်ဆိုတာတကယ်ရှိသလားရှိရင်ရောဘယ်လိုသိနိုင်မလဲဆိုတဲ့အကြောင်းအရာကိုဓမ္မပဟုတုတအနေနဲ့အသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်တကယ်တော့ကိုစောင်းနှက်ဆိုတာဒဏ္ဍာရီမဟုတ်သလိုစိတ်ကူးရင်မှုလည်းမဟုတ်ပါဘူးမြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့တုတ်တန်ဒေသနာတော်တွေအရလူတိုင်းမှာမိမိတို့ရဲ့ကုသိုလ်ကံလျောက်စောင့်ရှောက်နေတဲ့နှကောင်းနှမျက်တွေရှိတတ်ကြပါတယ်။အထူးသဖြင့်မင်္ဂလာတုတ်တန်မှာဆိုရင်နတ်မြမာတွေဟာလူသားတွေရဲ့ကုသိုလ်တရားကိုနှစ်သက်လို့လာရောက်စောင့်ရှောက်ကြတယ်လို့ပါရှိပါတယ်။ဒါပေမဲ့ကိုစောင်းနှက်ဆိုတာလူတိုင်းစီမှာ24နာရီကပ်ပါနေတာမျိုးထက်မိမိရဲ့ကိုယ်ကျင့်တရားနဲ့စိတ်သက်အခြေအနေပေါ်မူတည်ပြီးရောက်ရှိလာတာမျိုးပါလူတစ်ယောက်မှာကိုယ်ဆောင်နဲ့ရှိမရှိကိုသိနိုင်တဲ့ပထမဆုံးအချက်ကတော့မိမိရဲ့ဘေးအန္တရာယ်ကနေလက်မတင်လေးလွတ်မြောက်သွားတာမျိုးတွေကိုသတိထားကြည့်ဖို့ပါပဲတခါတလေမှာကျွန်တော်တို့ဟာမတော်တဆမှုတစ်ခုခုဖြစ်တော့မဲ့ဆဲဆဲမှာထူးဆန်းတဲ့အသိစိတ်တစ်ခုဝင်လာတာမျိုးဒါမှမဟုတ်တစုံတစ်ယောက်ကတတိပေးလိုက်တဲ့လူမျိုးနဲ့ဘေးကနေလွတ်သွားတာမျိုးတွေကြုံမှုကြမှာပါအဲ့ဒါဟာကိုယ်ဆောင်တဲ့ရဲ့ဆောင်မမှုတစ်ခုလို့ယူဆနိုင်ပါတယ်နောက်တစ်ခုကတော့စိတ်ကူးစိတ်တမ်းပါပဲတခါတလေကိုကလမ်းမတစ်ခုကိုရှောက်တော့မဲ့အချိန်မှာစိတ်ထဲမှာမလုံနဲ့မသွားနဲ့ဆိုတဲ့အတွေးမျိုးချက်ချင်းဝင်လာတာအမားကိုသိမြင်သွားတာမျိုးဟာလည်းကိုယ်ဆောင်တဲ့တွေကအတိပေးတာဖြစ်နိုင်ပါတယ်ဒါပေမဲ့အရေးကြီးဆုံးအချက်ကတော့နတ်ဆိုတာတန်ရှင်းတဲ့စိတ်ရှိသူကိုပဲစောင့်ရှောက်တာပါကိုက၅ပါးသီလမလုံးချုံဘူးစိတ်ထားတွေညဉ့်နှန်းနေမယ်ဆိုရင်တော့နှက်ကောင်းနှက်မြက်တွေကအနားမှမနေချင်ကြပါဘူးဒါကြောင့်ကိုစောင်းနှက်ရှိစေခြင်းရင်အရင်ဆုံးကိုဘက်ကပြင်ဆင်ရမယ့်အချက်လေးတွေရှိပါတယ်ဒုတိယပိုင်းမှာတော့ကိုစောင်းနှက်ဆိုတာဘယ်လိုလူမျိုးတွေကိုပို့ပြီးစောင့်ရှောက်တယ်လဲသူတို့ရှိနေတာကိုသိတာစေတဲ့အချက်တွေကိုဆက်ပြီးပြောပြပေးသွားပါမယ်။ကိုစောင်းနဲ့ရှိမရှိသိနိုင်တဲ့နောက်ထပ်သိတာထင်ရှားတဲ့အချက်ကတော့ကိုကျင့်တရားပါပဲ။ဗုဒ္ဓဘာသာစာပေတွေမှာအမြဲပါလိရှိတဲ့သီလဝန်တန်နတ်တွေသူရခန္ဒီဆိုတဲ့စကားပါ။အတိတ်ဘက်ကတော့သီလရှိတဲ့သူကိုနတ်တွေကကောင်းကောင်းမွန်မွန်စောင့်ရှောက်တယ်လို့ဆိုလိုတာပါ။သင်က၅ပါးသီလကိုမြဲအောင်ထားမယ်။မေတ္တာတရားပွားများမယ်ဆိုရင်သင်အနားမှာနှက်ကောင်းနှက်မြက်တွေရှိနေတယ်ဆိုတာသိချတလောက်ရှိသွားပါပြီ။ကိုစောင်းနှက်ဆိုတာကျွန်တော်တို့မြင်နေရတဲ့ရုပ်ဝတ္ထုပစ္စည်းတွေလို့မဟုတ်ပဲနံလောကကဖြစ်တဲ့အတွက်သူတို့ဟာမကောင်းတဲ့အနန္တနဲ့ပဲညဉ့်ညမ်းတဲ့စိတ်ကိုအလွန်ယွန်ရှာကြပါတယ်။တခါတလေသင်ဟာတရားဘာဝနာပွားများနေတဲ့အချိန်ဒါမှမဟုတ်ပရိတ်တရားတော်တွေရွတ်ဖတ်နေတဲ့အချိန်မှာစိတ်ထဲမှာကြည်နူးမှုအလွန်ဖြစ်လာတာအေးချမ်းသွားတာဒါမှမဟုတ်ထူးဆန်းတဲ့ရနံလေးတွေခဏတာရလိုက်တာမျိုးကြုံရတတ်ပါတယ်။အဲ့ဒါဟာနှကောင်းနှမျက်တွေကသင်ရဲ့ကုသိုလ်ကိုတာရုလာခေါ်တာဖြစ်နိုင်ပါတယ်။နောက်တစ်ခုကတော့အတိတ်နမိတ်နဲ့အိမ်မက်တွေပါ။အိမ်မက်ထဲမှာကိုလမ်းညွန်ပေးတာမျိုးဘေးအန္တရာယ်တစ်ခုခုဖြစ်တော့မယ်ဆိုရင်ကြိုတင်တတိပေးတာမျိုးတွေဟာကိုစောင်းနဲ့ရှိကြောင်းပြသတဲ့လက္ခဏာတွေပါပဲ။ဒါပေမဲ့အားလုံးကိုတော့အိမ်မက်လို့ယုံကြည်လို့မရပါဘူး။ကုသိုလ်ရှိတဲ့သူတွေမှသာနတ်ကပေးတဲ့အိမ်မက်မျိုးဖြစ်ပေါ်တာပါကိုစောင်းနှက်ဟာမိဘလိုပဲကိုစောင့်ရှောက်ခြင်းနဲ့စိတ်ရှိပေမဲ့ကိုကကုသိုလ်တရားတွေနဲ့ဝေးကွာနေရင်တော့သူတို့ကလည်းကူညီလို့မရပဲစိတ်ပြတ်ပြီးထွက်ခွာသွားတတ်ပါတယ်ဒါကြောင့်ကိုမှာကိုစောင်းနှက်ရှိမရှိဆိုတာကကိုရဲ့နေ့စဉ်နေထိုင်မှုပုံစံနဲ့ဓာတ်ရိုက်သက်ဆိုင်နေပါတယ်ကိုကလူမှုရေးမှာဖြောင့်မတ်မယ်မိဘကိုလှုပ်ကြွေးတယ်တန်ဃာတော်တွေကိုကြီးညိုတယ်ဆိုရင်ကိုအနားမှာနတ်စစ်တီတွေဝင်းရံနေတယ်လို့မျိုးလုံခြုံမှုကိုခံစားရမှာဖြစ်ပါတယ်ဒီတော့ကိုနတ်တွေကတကယ်စောင့်ရှောက်စေခြင်းရင်ကိုတိုင်ကလည်းနတ်သက်ကြွေလောက်တဲ့လူဖြစ်ဖို့လိုအပ်ပါတယ်ခင်ဗျာဒါကတော့ကိုစောင့်နတ်တွေရဲ့သဘောတဘာဝနဲ့သူတို့ရှိနေကြောင်းခံစားသိရှိနိုင်တဲ့နီးလန်းတွေပဲဖြစ်ပါတယ်ကိုစောင့်နတ်တွေဟာဘယ်လိုနေရာမျိုးမှာနေထိုင်ကြသလဲနဲ့သူတို့ရဲ့စောင့်ရှောက်မှုအတိုင်းအတာကဘယ်လောက်အထိရှိသလဲဆိုတာကိုဆက်လက်ပြောပြပေးချင်ပါတယ်တချို့ကထင်ကြတာကကိုစောင်းနှက်ဆိုတာကိုပခုံးပေါ်မှာအမြဲထိုင်နေတယ်လို့ယူဆကြပေမဲ့အမှန်တကယ်တော့သူတို့ဟာကိုယ့်ရဲ့ကုသိုလ်အရှိန်အဝါရှိရာအရာမှာမှီတင်းနေထိုင်ကြတာပါလူတစ်ယောက်ဟာကုသိုလ်ကောင်းမှုတွေအမြဲလုပ်နေမယ်ဆိုရင်အဲ့ဒီလူရဲ့ပတ်ဝန်းကျင်မှာနတ်တွေနှစ်သက်တဲ့ဓမ္မအယောင်ဝါတွေတောက်ပနေတတ်ပါတယ်
အဲ့ဒီအကြောင်းအဟာနက်တွေအတွက်တော့အေဂျင့်နဲ့ရိတ်တာတစ်ခုလိုပါပဲဒါကြောင့်ကိုစောင်းနဲ့ရှိမရှိသိချင်ရင်ကိုအိမ်ရဲ့ပတ်ဝန်းကျင်နဲ့ကိုစိတ်အခြေအနေကိုပြန်ကြည့်ပါအိမ်မှာအမြဲလိုရံဖြစ်နေမယ်ဆဲဆုံနေမယ်အာဂူတူတွေများနေမယ်ဆိုရင်တော့ဘယ်နှကောင်းနှက်မြက်ကမှမကက်ချင်တော့ပါဘူးအဲ့ဒီအခါမှာကိုစောင်းနဲ့မရှိတော့ပဲမကောင်းတဲ့နှောက်ယှက်တွေပဲဝင်လာတတ်ပါတယ်ကိုစောင်းနဲ့တွေရဲ့စောင့်ရှောက်မှုမှာလည်းအကန့်အသတ်ရှိပါတယ်ဒါကိုလူအများစုကနားလည်မှုလွဲနေတတ်ကြပါတယ်ငါမှကိုစောင်းနဲ့ရှိရင်ငါဘာလို့ဘာမှမဖြစ်ဘူးလို့ထင်တတ်ကြပါတယ်တကယ်တော့ကိုစောင်းနဲ့ဆိုတာကိုယ့်ရဲ့ကံကိုကြော်လွန်ပြီးမကူညီနိုင်ပါဘူးကိုမှအင်မတန်ကြီးမားတဲ့ဝစ်ကြွေးကံပါလာရင်နတ်တွေကတော့မျက်နှာလွှဲထားရတာမျိုးရှိပါတယ်ဒါပေမဲ့ကိုယ့်ဘက်ကကုသိုလ်အားကောင်းနေရင်တော့ဖြစ်လာမဲ့အနေရကိုအ ਨੇ ဆုံးဖြစ်အောင်ဒါမှမဟုတ်လုံးဝမဖြစ်အောင်သူတို့ကဖေးမကူညီပေးနိုင်ကြပါတယ်ဥပမာအားဖြင့်ခရီးတစ်ခုသွားကနေမှာအကြောင်းမရှိပဲစိတ်ထဲမှာလေးလံနေတာအလုပ်တစ်ခုခုကကြန့်ကြာနေလို့နောက်ကျမှထွက်ဖြစ်တာမျိုးတွေဟာနတ်တွေကရှေ့မှာဖြစ်မဲ့အန္တရာယ်ကနေတားဆီးပေးလိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်ဒါကြောင့်ကိုစောင်းနဲ့ရှိတာကိုတိတာစေတဲ့နောက်ထပ်အချက်ကတော့ထူးဆန်းတဲ့တားဆီးမှုတွေပါပဲကိုဖြစ်ချင်တာမဖြစ်လိုက်ရပေမဲ့နောက်မှပြန်ကြည့်တဲ့အခါအဲ့ဒီတုန်းကမဖြစ်လိုက်လို့တော်သေးတာဆိုတဲ့အတီမျိုးရလာရင်ဒါဟာတင့်ကိုတစုံတစ်ယောက်ကစောင့်ရှောက်လိုက်တာပဲဖြစ်ပါတယ်ကိုစောင်းနဲ့ရဲ့ကျေးဇူးကိုတိတက်ဖို့ဆိုတာကလည်းမိမိကိုယ်တိုင်ကတရားနဲ့နေထိုင်မှသာခံစားသိရှိနိုင်မှာဖြစ်ပါတယ်ကိုစောင်းနဲ့တွေရဲ့အမျိုးအစားနဲ့သူတို့ကကျွန်တော်တို့ကိုဘယ်လိုပုံစံမျိုးနဲ့အကျိုးပြုတယ်လဲဆိုတာကိုအသေးစိတ်ထပ်ပြီးပြောပြပေးသွားပါမယ်ကိုစောင်းနဲ့ဆိုတဲ့နေရာမှာအဓိကအားဖြင့်2မျိုးရှိပါတယ်တစ်မျိုးကတော့ကိုယ့်ရဲ့အတိတ်ဘဝကတော်ဆက်ခဲ့မှုတဲ့ဆွေမျိုးဟောင်းမိတ်ဆွေဟောင်းတွေကနတ်ဖြစ်ပြီးကိုတန်ရောစင်နဲ့လာရောက်စောင့်ရှောက်တာမျိုးပါနောက်တစ်မျိုးကတော့ကိုယ့်ရဲ့ယခုဘဝကုသိုလ်တရားတွေကြောင့်ကြည်ညိုလို့လာရောက်စောင့်ရှောက်တဲ့ဓမ္မမိတ်ဆွေနတ်တွေပဲဖြစ်ပါတယ်သင်ဟာဖျားရှိခိုးတိုင်းတရားထိုင်တိုင်းမှာကျွန်ုပ်ကိုစောင့်ရှောက်နေကြကုန်တော့ကိုစောင်းနဲ့အိမ်စောင်းနဲ့ခြံစောင်းနဲ့တို့အားအမျှဝေပေးပါတယ်လို့တိုင်တယ်ပြီးအမျှဝေတတ်သူဆိုရင်တော့တင့်မှာကိုစောင်းနဲ့ရှိနေပြီဆိုတာကျိန်းသေးပါတယ်သူတို့ဟာကိုယ်စီကနေရုပ်ဝတ္ထုပစ္စည်းတွေအစားအသောက်တွေကိုလိုချင်တာမဟုတ်ပါဘူးကိုပြုတဲ့ကုသိုလ်ရဲ့တာဓုအနုမောဒနာအတန်ကိုပဲလိုချင်ကြတာပါကိုစောင်းနဲ့ရှိတဲ့သူတွေရဲ့ထူးခြားချက်တစ်ခုကတော့မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဂုဏ်တတ္တိရှိနေတတ်တာပါအကြောင်းရင်းမရှိပဲလူအများကကိုမြင်ရင်ကြည်ညိုချစ်ခင်နေတာအလောက်ကိုင်းကိစ္စတွေမှာသူတစ်ပါးထပ်ပို့ပြီးအစဉ်ပြေချောမွေ့နေတာတွေဟာကိုစောင်းနဲ့တွေကကိုယ့်ရဲ့ဂုဏ်သိက္ခာကိုမြင့်တင်ပေးထားလို့လည်းဖြစ်နိုင်ပါတယ်ဓမ္မစာပေတွေမှာဆိုထားတာကတော့ကိုစောင်းနဲ့ဟာလူတစ်ယောက်ရဲ့ဥကောင်းမှာနေတတ်တယ်လို့ဆိုပါတယ်ဒါဟာရုပ်ပိုင်းဆိုင်ရာအရာတက်ခွနေတာမျိုးကိုဆိုလိုတာမဟုတ်ပဲလူတစ်ယောက်ရဲ့အသိဉာဏ်နဲ့စဉ်းစားဆင်ခြင်မှုကိုလမ်းညွှန်ပေးတာကိုဆိုလိုတာပါသင်ဟာအမှားနဲ့အမှန်ကိုခွဲခြားရခက်နေတဲ့အချိန်မျိုးမှာချက်ချင်းဆိုသလိုမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်သွားတာမျိုးဘသူမှမတင်ပေးပဲဘာသာရေးအသည့်တွေနိုးကြားလာတာမျိုးဟာကိုစောင်းနှက်တွေကသင်ရဲ့အသိစိတ်ကိုတက်မှတ်ပေးနေတာဖြစ်ပါတယ်ဒါကြောင့်ကိုစောင်းနှက်ဆိုတာကိုရုပ်ဝတ္ထုတစ်ခုလိုလိုက်ရှာနေမဲ့အစားကိုယ့်ရဲ့နေ့စဉ်ဘဝမှာဖြစ်ပေါ်နေတဲ့ထူးခြားတဲ့အပြောင်းအလဲလေးတွေကိုတတိထားကြည့်မယ်ဆိုရင်သူတို့ရဲ့တည်ရှိမှုကိုခံစားသိရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျာကိုစောင်းနှက်တွေဟာဘယ်အချိန်မှာကိုယ်အနာကနေထွက်ခွာသွားတတ်တယ်လဲဆိုတာကိုအထူးသတိထားရမယ့်အချက်တွေနဲ့ပြောပြပေးချင်ပါတယ်လူတော်တော်များများကကိုစောင်းနှက်ဆိုတာငါတို့နဲ့အမြဲရှိနေတာပဲလို့ထင်တတ်ကြပေမဲ့တကယ်တော့သူတို့ကအရေးလိုပါပဲနေရှိမှအရေးရှိတယ်လို့မျိုးကို့မှာကုသိုလ်ရှိမှသူတို့ကရှိနေမှာပါကိုစောင်းနှက်တွေအနားမှာမနေနိုင်တော့တဲ့အချက်တွေထဲမှာအဆိုးဆုံးကတော့သီလပျက်စီးခြင်းပါပဲအထူးသဖြင့်အရက်သေးစားတောက်စားတာသူတစ်ပါးသားမယားကိုပြစ်မှားတာနဲ့လိန်ညာပြောဆိုတာမျိုးတွေလုပ်တဲ့အခါကိုယ့်စီကနေထွက်ပေါ်လာတဲ့အာကုသိုလ်အငွေသက်တွေဟာနတ်တွေအတွက်အင်မတန်ပူလောင်ညဉ့်ညမ်းစေပါတယ်အဲ့ဒီအခါမှာနတ်ကောင်းနှက်မြတ်တွေဟာကိုမဆောင်ရှောက်နိုင်တော့ပဲဝေးရကိုရှောင်ခွာသွားတတ်ကြပါတယ်ကိုစောင်းနဲ့မရှိတော့တဲ့အခါဘာတွေဆက်ဖြစ်လာနိုင်တယ်လဲဆိုရင်စိတ်တကိုးတွေကြာဆင်းလာတတ်ပါတယ်အရင်ကအစဉ်ပြေနေကြအလုပ်တွေအကြောင်းမဲ့ပျက်စီးလာတာစိတ်ဓာတ်တွေအလိုလိုနေရင်မကြည်မလင်ဖြစ်ပြီးဒေါသထွက်လွယ်လာတာအိမ်မဆိုးတွေခဏခဏမက်လာတာမျိုးတွေကြုံရတတ်ပါတယ်ဒါကတင့်ကိုကာကွယ်ပေးထားတဲ့ဓမ္မလက်နက်တွေမရှိတော့ဘူးဆိုတဲ့လက္ခဏာပါပဲ
နောက်တစ်ခုကတော့မိဘအပေါ်ကိုပြစ်မှားခြင်းပါမိဘဆိုတာအိမ်ကဖျားဖြစ်တယ်လို့အိမ်ကနတ်ကြီးတွေလည်းဖြစ်ပါတယ်မိဘကိုလှုပ်ကြွေးပြုစုခြင်းမရှိတဲ့သူမိဘကိုစိတ်ဆင်းရဲအောင်လုပ်တဲ့သူတွေရဲ့အနားမှာဘယ်ကိုစောင်းနဲ့မှမနေချင်ကြပါဘူးဒါကြောင့်ကိုစောင်းနဲ့ရှိမရှိဆိုတာကိုကိုယ့်ရဲ့ကံစားတာအတက်အကျထက်ကိုယ့်ရဲ့ကိုကျင်တရားအတက်အကျနဲ့တိုင်းတာကြည့်လို့ရပါတယ်သင်ဟာကိုပြန်ကြည့်လို့အားရကျေနပ်မှုမရှိတော့ဘူးအမောင်ဘက်ကိုပိုပြီးနီးကပ်လာပြီလို့ခံစားရရင်အဲ့ဒီအချိန်မှာကိုစောင်းနှက်တွေတင့်ကိုစွန့်ခွာနေပြီဆိုတာသိနိုင်ပါတယ်ခင်ဗျာဒါကြောင့်နှကောင်းနှမျက်တွေအမြဲကပ်ပါစောင့်ရှောက်နိုင်ဖို့အတွက်ကိုယ့်ရဲ့ကိုကျင်တရားကိုအမြဲဖြူစင်အောင်ထိမ့်သိမ့်ဖို့အလွန်ရေးကြီးပါတယ်လို့အကြံပြုလိုပါတယ်ခင်ဗျာကိုစောင်းနှက်တွေနဲ့ပိုပြီးနီးစပ်လာအောင်သူတို့ရဲ့စောင့်ရှောက်မှုကိုအမြဲရရှိနေအောင်ဘယ်လိုမျိုးပြုမှုနေထိုင်ရမလဲဆိုတဲ့နတ်ချစ်အောင်နေနီးဆိုတဲ့အကြောင်းလေးတွေကိုဆက်လက်ပြောပြပေးသွားပါမယ်။ကိုစောင်းနှက်ဆိုတာအတင်းခေါ်ယူလို့ရတဲ့အရာမျိုးမဟုတ်ပဲကိုယ့်ရဲ့စိတ်သက်ဖြူစင်မှုကသူတို့ကိုဆွဲဆောင်တာဖြစ်ပါတယ်။ပထမဆုံးချက်ကတော့မေတ္တာပွားများခြင်းပါပဲ။မေတ္တာတရားအမြဲပွားများနေတဲ့သူစီကထွက်ပေါ်လာတဲ့အေးမြတဲ့စွမ်းရည်ဟာနတ်ပြမာတွေအတွက်အင်မတန်နှစ်သက်စရာကောင်းပါတယ်။သင်ကလူအများပေါ်တင်မကပဲမြင်မရတဲ့တရားဝါတွေပေါ်မှာပါမေတ္တာထားတတ်ရင်နတ်တွေကတင့်ကိုမိဘကသားသမီးကိုစောင့်ရှောက်တယ်လို့မျိုးအထူးဂရုစိုက်လာပါလိမ့်မယ်။နောက်ထပ်အရေးကြီးတဲ့အချက်ကတော့အမျှဝေခြင်းအလေးထားပါ။ကျွန်တော်တို့ပြုလုပ်သမျှကုသိုလ်ကောင်းမှုတိုင်းမှာကိုစောင်းနှက်တွေကိုအမြည်တက်ပြီးဖြစ်စေအဆူဖွဲလိုက်ဖြစ်စေရည်စူးပြီးအမျှဝေပေးရပါမယ်။ငါကိုစောင့်ရှောက်နေတဲ့နတ်တွေပဲသူတို့ဘာသာတိမှာဘောလို့သဘောမထားပဲစိတ်แท้ကနေလိုက်လဲလဲတာတုခေါ်စေခြင်းနဲ့စေတနာနဲ့အမျှဝေပေးတဲ့အခါသူတို့ဟာအင်မတန်ဝမ်းမြောက်ကြပါတယ်နတ်တွေဟာအစားအသောက်လိုတာမဟုတ်ပဲအတိမတ်ပြုမှုနဲ့ကုသိုလ်အစုပုံကိုလိုချင်ကြတာပါအမျှဝေခြင်းခံရတဲ့နတ်ဟာအမျှမရတဲ့နတ်ထက်တကိုးပူကြီးတယ်လို့အဲ့ဒီတကိုးတွေနဲ့ပဲတင့်ကိုပြန်လဲစောင့်ရှောက်တာဖြစ်ပါတယ်ဒါကြောင့်ကိုစောင်းနဲ့ရှိမရှိတိကျင်ရုံတင်မဟုတ်ပဲသူတို့နဲ့အမြဲရင်းနှီးနေဖို့ဆိုရင်အမျှဝေတဲ့စကားလေးကိုနေ့တိုင်းပြောပြဖို့လိုအပ်ပါတယ်ခင်ဗျာဒါအပြင်အတန်ရှင်းကိုလည်းဂရုစိုက်ရပါမယ်ရုပ်ပိုင်းဆိုင်ရာအရာကိုခန္ဓာတန်ရှင်းတာအိယာနေရာတန်ရှင်းတာနဲ့ဖျားစဉ်တန်ရှင်းတာတွေဟာနှက်ကောင်းနှက်မြက်တွေလာရောက်ကပ်ပါဖို့အကြောင်းတရားတွေဖြစ်ပါတယ်အထူးသဖြင့်ညဘက်ဖျားရှိခိုးပြီးချိန်မှာအခန်းထဲမှာအမွှေးနှက်သားလေးတွေထွန်းကြည့်ထားတာမျိုးဟာနတ်တွေအတွက်နေပျော်တဲ့ပတ်ဝန်းကျင်ကိုဖန်တီးတာနဲ့တူပါတယ်။သင်ဟာဒီလိုမျိုးအလေးကျင့်ကောင်းတွေကိုအမြဲလှုပ်ဆောင်နေမယ်ဆိုရင်သင်ရဲ့လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ခရီးသွားလာတဲ့အခါမှာပဲဖြစ်ဖြစ်ထူးထူးခြားခြားအဆင်ပြေချောမွေ့နေတာတွေကိုတွေ့ရပါလိမ့်မယ်။ဒါဟာသင်ကိုချစ်ခင်တဲ့ကိုစောင်းနှက်တွေကရှေ့ကနေလမ်းခင်းပေးနေတာအတားအဆီးတွေကိုဖယ်ရှားပေးနေတာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ကိုစောင်းနှက်ရှိတယ်ဆိုတာကိုလက်တွေ့ခန်းစားခြင်းရင်ဒီအချက်လေးတွေကိုလိုက်နာကြည့်ဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာကိုစောင်းနှက်နဲ့ပတ်သက်ပြီးကျွန်တော်တို့အားလုံးအတွက်အရေးကြီးဆုံးဖြစ်တဲ့မိမိကိုယ်တိုင်သာလျှင်အားကိုးရာဆိုတဲ့အနှစ်ချုပ်လေးကိုဆက်လက်ပြောပြပေးပါမယ်ကိုစောင်းနှက်ရှိတာကိုယုံကြည်တာသူတို့ရဲ့ဆောင်ရှောက်မှုကိုရယူတာဟာကောင်းမြတ်တဲ့အစဉ်အလာတစ်ခုဖြစ်ပေမဲ့အစွန်းမရောက်ဖို့တော့လိုအပ်ပါတယ်။ဗုဒ္ဓဘာသာရဲ့အနှစ်သာရကအတ္တာဟိအတ္တာနောနာထောမိမိကိုယ်သာမိမိကိုယ်ွယ်ရာဆိုတဲ့အတိုင်းကိုယ်တိုင်ကကုသိုလ်ကောင်းမှုတွေမလုပ်ဘဲနတ်ကိုကြီးပဲအားကိုးနေလို့မရပါဘူး။ကိုစောင်းနဲ့ဆိုတာကျွန်တော်တို့ရဲ့ဘဝခရီးလမ်းမှာဘေးကနေဝိုင်းဝန်းကူညီပေးနေတဲ့လက်ထောက်တွေလိုပါပဲ။အဓိကဇက်လိုက်ကတော့မိမိကိုယ်တိုင်ပဲဖြစ်ပါတယ်။သင်ဟာကိုစောင်းနဲ့ရှိမရှိကိုအမြဲပူပန်နေရမယ့်အစားငါစိတ်ထဲမှာနှကောင်းနှမျက်တွေနေခြင်းလောက်တဲ့တရားတွေရှိရလားဆိုတာကိုအမြဲဆန်းစစ်ကြည့်ပါမိမိကိုယ်တိုင်ကသူတစ်ပါးပေါ်မေတ္တာထားတယ်ရိုးသားတယ်သီလရှိတယ်ဆိုရင်သင်ဟာလူပြည်ကလူနတ်တစ်ယောက်ပါပဲအဲ့ဒီလိုလူမျိုးကိုနတ်တွေကမပင့်ဖိတ်ဘဲနဲ့ကိုလာရောက်စောင့်ရှောက်ကြတာပါကိုစောင်းနဲ့ရှိကြောင်းအတိအကျဆုံးအချက်ကတော့တည့်ရဲ့လိပ်ပြတန်ရှင်းမှုပါပဲဘလို့အခြေအနေမျိုးမှမဆိုကိုပြန်ကြည့်တဲ့အခါအားရကျေနပ်နေတယ်ဘသူကမှမတရားမလုပ်ထားဘူးလို့ခံစားနေရရင်တင်အနားမှာအလွန်တကိုးကြီးတဲ့ကိုစောင်းနှက်တွေရှိနေတာသိကြပါတယ်ဒီနေ့ပြောပြပေးခဲ့တဲ့ကိုစောင်းနှက်ရှိမရှိဘယ်လိုသိနိုင်မလဲဆိုတဲ့အကြောင်းအရာလေးတွေဟာအားလုံးအတွက်ဗဟုသုတလည်းရစိတ်ခွန်အားလည်းရစေမယ်လို့မျှော်လင့်ပါတယ်
ကိုစောင်းတဲ့တွေရဲ့စောင့်ရှောက်မှုကိုအမြဲရရှိပြီးဘေးအန္တရာယ်ကင်းကင်းနဲ့လိုရာဆန္ဒတွေပြေဝကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာအခုလိုအဆုံးထိကြည့်ရှုနားဆင်ပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့ဓမ္မပဟုသုတတွေနဲ့လူနေမှုဘဝအောင်မြင်ရေးဆိုင်ရာအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပြီး notification bell လေးကိုလည်းနှိပ်ထားပေးပါအောင်ခင်ဗျာအားလုံးပဲစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးရင်းနဲ့ညီကုန်းချုပ်လိုက်ပါတယ်ခင်ဗျာ